မဘာလို့လဲဘာချလို့ရဒီဆိုင်ကဂျာကြီးရှိလားအမဂျာကြီးခေါ်ပြီးဟာလေအမတင်မောရာကရော်ဆိုတော့လေဟိုဂျာကြီးနဲ့ပဲစကားပြောချင်တယ်ဂျာကြီးကိုခေါ်ပြီးလားဟုတ်ကဲ့ဟုတ်ကဲ့မင်္ဂလာပါကျွန်တော်ဂျာကြီးပါကြီးရ GYI ဂျာကြီး GYI ဂျာကြီး ဂျာကြီး ဟောမမရှာလဲအမကဟိုလေတင်မောရာကရော်လေအမအမျိုးသားတင်မောရာအမအမျိုးသားတင်မောတာအဲ့တော့သူတင်မောမှာတုံးဖို့အတွက်အင်ဂျင်ပေါ့နော်အင်ဂျင်ကောင်းကောင်းလေးလာရှာတာအဲ့ဒါလေးပြပေးပါတင်မောအင်ဂျင်တော့ကျွန်တော်တို့ညီမမရှိဘူးအမယောက်ျားဘာတင်မောမောင်းတာဟောလေရန်ကုန်နဲ့တလားရန်ကုန်တလားဟုတ်တင်မောသားကတော့ကိုပိုင်တင်မောကိုပိုင်တင်မောနိုင်ပါလေဖန်လေးဟုတ်တယ်တီသွားပြီတော့ပါအင်ဂျင်ကောင်းကောင်းလေးပြပေးနော် brand နော်လုံးဝ brand နဲ့ရမလေးမဈေးကြီးရပဲသုံးပါဈေးကြီးတယ်အမမျိုးသားဝယ်နေတယ်ရှိဦးရှိဒီ fan engine ရှိအမဟုတ်ဒါကအမကြောက်ပေးလိုက်အမကြောက်ကြိုက်ဝါးစီရမယ်လုံးဝဒါ brand နော် brand အစ်ဒီ fan engine ကြောင့်အသေးသေးပဲပြမယ်ဒီ fan engine ဆိုရင်အမအစတည်းလည်းနာမည်ရပြီးသား brand ဖြစ်တယ်ပြီးတော့မကြည့်ဘလောက်အမှားသားယူသုံးမိတာစီတိုင်ကမှလည်းတန်ချင်းမတက်ဘူးကုန်တင်တစ်ထပ်ပါသေးရဲ့အဲ့တော့ဘာလို့သေးလဲငင်းကောင်ရင်ရရောငင်းကောင်ရတော့ဒီကောင်เนี่ย6ကောင်6ကောင်စီရဘယ်လောက်ထည့်လို့ရလဲစီရတော့ကျွန်တော်6လီတာရစိုးပါစိုးဘူးအေးစေးမောင်းလို့ရတယ်လေဘယ်နိုင်တော့မောင်းလို့ရတယ်ဒါဒီကောင်ကတော့ငင်းကောင်ရင်များတယ်ဆိုကျွန်တော်3နာရီကျော်လောက်တော့မောင်းလို့ရတယ်စိုးနော်ဘာလို့ဒါဝယ်ပေးလိုက်မယ်ဒီကောင်တိုက်တဲ့နှစ်သမောမှာ3ခဲ့ရလေဒါဟုတ်လေဟုတ်တယ်6လုံးပေါင်းလိုက်တိုက်တဲ့နှစ်သမောမောင်းလို့ရတယ်ဟုတ်ပါပြီဒါဆိုလို့ရှိရင်ဒါကျမကိုထုတ်ပေးလိုက်ကျမဝယ်မယ်ချက်ချင်းနော် cash down ညီလေးတေချာထည့်ပေးလိုက်နော်အမအဆင်ပြေရမလားပြည့်တယ်ကျေးဇူးပဲနော်မောင်လေးငါနောက်လို့လို့ရှိရင်လည်းပြန်လာခဲ့မယ်တိလားဟုတ်ရတယ်ကြာရင်တော့အမတင်မောသားလေးပါခေါ်ခဲ့တယ်တင်မောဒီဟုတ်ကဲ့တင်မောသားကြော်တယ်ရန်ကုန်တလောက်တင်မောသားကြော်တယ်ရန်ကုန်တလောက်